အားလုံးပဲမင်္ဂလာပါခင်ဗျာမမြင်တော့လောကသားများယူချန်နေရနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့တင်ဆက်သူတုတ္တပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဘဝဝင်ချင်းမှာမမြင်နိုင်တဲ့အမောင်တို့နဲ့အတူကြောက်ကြားစရာအဖြစ်အပျက်တွေဟာနေရာအနှံ့မှာရှိနေတတ်ပါတယ်ဒီကနေ့မှာတော့စာရေးဆရာညံရေးသားထားတဲ့ကြော်ချမ်းစရာပရာလောကဇလန်တို့လေးဖြစ်တဲ့အတန်တိန်နားထောင်သူမီးလောင်တော်ညစထမအာယုံနဲ့နောက်ဆုံးတပ်ပုံဆိုတဲ့ဇလန်လေးပုဒ်ကိုတစ်ဆက်တည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇလန်တွေထဲမှာဘလို့ထိတ်လန့်စရာဖေးတွေပါဝင်နေမလဲဆိုတော့ကျွန်တော်တူတာနဲ့အတူအားလုံးပဲအသက်ရှူအောင်ပြီးနားဆင်ကြည့်လိုက်ရအောင်လားခင်ဗျာအတန်တိန်နားထောင်သူလူတွေကစကားတွေအများကြီးပြောကြတယ်ဒါပေမဲ့တကယ်တမ်းကျတော့သူတို့ပြောချင်တာကိုမပြောရဲကြဘူးသူတို့ရဲ့နှလုံးသားထဲမှာရှိနေတဲ့အမှန်တရားတွေကိုဖုံးကွယ်ထားကြတယ်သူတို့ရဲ့နာကျင်မှုတွေဝမ်းနည်းမှုတွေကြောက်ရွံ့မှုတွေကိုအတန်တိန်နေကြတယ်ကျွန်တော်ဒီအကြောင်းကိုကောင်းကောင်းသိပါတယ်ကျွန်တော်ဟာအဲ့ဒီအတန်တိန်နေတဲ့အမှန်တရားတွေကိုနားထောင်ပေးတဲ့သူပါကျွန်တော်ကစိတ်ကျမ်းမာရေးဆရာဝန်တယောက်ပါကျွန်တော်နာမည်ကကိုကျော်စွာနိုင်ပါအသက်က40နှစ်ရန်ကုန်စိတ်ကျမ်းမာရေးဆေးရုံမှာအလုပ်လုပ်နေတာ15နှစ်ကျော်ပါပြီဒီအတော်တင်မှာလူနာပေါင်းများစွာကုသပေးခဲ့ပါတယ်စိတ်ထန်အားတွေနဲ့ရုန်းကန်နေရတဲ့သူတွေစိတ်ထကြနေတဲ့သူတွေကြောက်ရွံ့မှုတွေနဲ့နေထိုင်နေရတဲ့သူတွေအားလုံးကကျွန်တော်ရဲ့လူနာတွေပါဒါပေမဲ့ကျွန်တော်မှလည်းကိုယ်ပိုင်တရားတွေရှိရဲ့ကျွန်တော်ဘယ်သူမှမပြောပြဘူးတဲ့တရားတွေကျွန်တော်ကိုယ်တိုင်တော့မတည်ခဲ့တဲ့တရားတွေကျွန်တော်ဒီတရားတွေကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တယ်ဒါပေမဲ့အဲ့ဒီကောင်လေးနဲ့တွေ့လိုက်ပြီးနောက်ပိုင်းမှာတော့ကျွန်တော်ဒီတရားတွေကိုပြန်လည်ရင်ဆိုင်ရတော့မယ်ဆိုတာသိလိုက်ရတယ်အဲ့ဒီနေရာမိုးတဲတန်စွာရွာနေတဲ့ဆူလိုင်လာရဲ့မနက်ခင်းတစ်ခုပါကျွန်တော်ဈေးရုံရောက်တဲ့အခါသူနာပြုဆရာမကျွန်တော်ကိုပြောတယ်ဆရာဝန်ကြီးလူနာအသစ်တစ်ယောက်ရောက်လာတယ်ကလေးပါစကားမပြောဘူးအသက်ဘယ်လောက်လဲ15နှစ်လောက်ရှိမယ်နာမည်ကမော်ရန်လင်းအောင်ပါဘယ်ကရောက်လာလဲစကိုင်းတိုင်းကကြေးရွာအုပ်စုတစ်ခုပါသူ့မိသားစုတစ်ခုလုံးမီးလောင်မှုနဲ့ဆုံးသွားတယ်လို့သိရတယ်ကျွန်တော်ဒီစကားကိုကြားတော့ကျွန်တော်ရဲ့ရင်ထဲမှာတခုလှုပ်ရှားသွားသလိုခံစားလိုက်ရတယ်မီးလောင်မှုမိသားစုဆုံးရှုံးမှုဒါတွေကကျွန်တော်အတွက်အလွန်ရင်းနှီးတဲ့အကြောင်းအရာတွေပါသူ့ကိုဘယ်မှာထားလဲအခန်း203မှာပါကျွန်တော်အခန်း203စီကိုရှောက်သွားတယ်တခါကိုဖွင့်လိုက်တဲ့အခါအခန်းထဲကကောင်းလေးတစ်ယောက်ထိုင်နေတယ်သူကပြတင်းပေါက်ကိုငေးကြည့်နေတယ်သူ့ရဲ့မျက်လုံးတွေကပလာချင်းပါပဲဘာလို့မှမမြင်ရတယ်လို့ပဲမင်္ဂလာပါငါကဒေါက်တာကျော်စွာနိုင်ပါကောင်းလေးကကျွန်တော်ကိုလဲမကြည့်ဘူးပြတင်းပေါက်ကိုပဲဆန်းငေးကြည့်နေတယ်မင်းနဲ့မိဘလို့ခေါ်လဲသူကဘာမှပြန်မပြောဘူးကျွန်တော်သူ့အနားကိုရှောက်သွားပြီးကလတိုက်တစ်လုံးမှာထိုင်လိုက်တယ်မင်းစကားမပြောချင်မပြောလဲရပါတယ်ငါဒီမှာမင်းနဲ့အတူထိုင်နေမယ်ကျွန်တော်သူနဲ့အတူတိတ်ဆိတ်စွာထိုင်နေခဲ့တယ်နိုင်ဝက်လောက်ကြာတယ်ပြီးတော့ကျွန်တော်ထွက်လာခဲ့တယ်နောက်တစ်နေ့မှလည်းကျွန်တော်သူ့စီကိုသွားတယ်ဒီတခါလဲသူကစကားမပြောကျွန်တော်သူနဲ့အတူတိတ်ဆိတ်စွာထိုင်နေခဲ့တယ်ဒီလိုနဲ့တပတ်ကြာသွားတယ်ဒီနေ့မှကျွန်တော်သူ့စီကိုသွားတဲ့အခါသူကကျွန်တော်လှည့်ကြည့်သူ့ရဲ့မျက်လုံးတွေကအရင်လိုဖလားချင်းမဟုတ်တော့ဘူးအဲ့ဒီမျက်လုံးတွေထဲမှာတခုခုရှိလာတယ်မင်းငါ့တောင်ကြားနိုင်လားကျွန်တော်မေးတယ်သူကကောင်းနေတယ်မင်းစကားပြောချင်လားသူကကောင်းခါတယ်မပြောချင်လဲမပြောလဲရပါတယ်ဒါပေမဲ့မင်းငါ့ကိုတခုပြောရချင်းရေးပြလို့ရတယ်ကျွန်တော်သူ့ကိုစာရွက်နဲ့ပေါ်ပင်ပေးလိုက်တယ်သူကစာရွက်ကိုခိုင်းပြီးခဏစဉ်းစားတယ်ပြီးတော့သူကစာရွက်ပေါ်မှာတခုရေးလိုက်တယ်ကျွန်တော်လူတွေရဲ့စိတ်ထဲကအတန်တွေကိုကြားနိုင်တယ်ကျွန်တော်ဒီစာကိုဖတ်ပြီးအော်သွားတယ်မင်းဘာလို့ဆိုလိုတာလဲသူကဆက်ရေးတယ်ကျွန်တော်လူတွေကိုကြည့်လိုက်ရင်သူတို့ရဲ့စိတ်ထဲကအတန်တွေကိုကြားရတယ်သူတို့ပြောနေတဲ့စကားတွေမဟုတ်ဘူးသူတို့တကယ်ပြောချင်တဲ့စကားတွေမင်းငါရဲ့စိတ်ထဲကအတန်တွေရောကြားလားသူကခေါင်းငိမ့်နေပြီးတော့သူကဆက်ရေးဆရာအောင်ကြီးရဲ့စိတ်ထဲမှာမိတွေရှိနေတယ်ပြီးတော့အဟွေတန်တွေပြီးတော့ကလေးတယောက်ရဲ့ငိုတန်ကျွန်တော်ထိတ်လန့်သွားတယ်ကျွန်တော်ဘယ်သူ့မှမပြောပြဘူးတဲ့အကြောင်းအရာတွေကိုဒီကောင်လေးကသိနေမင်းဘယ်လိုသိရလဲသူကဆက်ရေးတယ်ကျွန်တော်ကြားရတယ်ဆရာအောင်ကြီးရဲ့စိတ်ထဲကအတန်တွေအရန်ကျဲတယ်သူတို့ကဆရာအောင်ကြီးကိုဒုက္ခပေးနေတယ်ကျွန်တော်ဘာမှပြန်မပြောနိုင်တော့ကျွန်တော်အခန်းထဲကထွက်လာခဲ့တယ်အဲ့ဒီနေရာစပြီး
ကျွန်တော်ကိုပြန်ဆက်ဆင်းမိတယ်ကျွန်တော်ဖုံးကွယ်ခဲ့တဲ့တရားတွေကိုပြန်လည်ရင်ဆိုင်ဖို့ကြိုးစားတယ်ကျွန်တော်ငယ်ငယ်ကဆီယအတွင်းကာလာမှာကြီးပြင်းခဲ့ရတယ်ကျွန်တော်တို့ရွာမိရှို့ခံခဲ့ရတယ်ကျွန်တော်မိသားစုကိုကျွန်တော်မျက်စိရှိမှတင်တက်ပြက်ခံခဲ့ရတယ်ကျွန်တော်တယောက်တည်းသာအသက်ရှင်ကျန်ခဲ့တယ်ဒီတရားတွေကိုကျွန်တော်နှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တယ်ဒါပေမဲ့အခုတော့ဒီကောင်လေးကကျွန်တော်ရဲ့တရားတွေကိုမြင်သွားပြီကျွန်တော်မောင်ရန်လင်းအောင်ဆက်လက်ကူတာပေးတယ်တစ်ချိန်တည်းမှာပဲသူကလည်းကျွန်တော်ကိုကူတာပေးနေတယ်လို့ခံစားရတယ်ကျွန်တော်တို့နှစ်ယောက်တရားရဲ့တရားကိုတရားကကူစားပေးနေကြတယ်ဒီနေ့မှာမောင်ရန်လင်းအောင်ကျွန်တော်ကိုစာတစ်စောင်ရေးပေးတယ်ဆရာဝန်ကြီးကျွန်တော်ဆရာဝန်ကြီးကိုကျေးဇူးတင်ပါတယ်ဆရာဝန်ကြီးကကျွန်တော်ရဲ့အတန်းကိုနားထောင်ပေးခဲ့တယ်ကျွန်တော်ဘာမှမပြောပေမဲ့ဆရာဝန်ကြီးကကျွန်တော်ကိုနားလဲပေးခဲ့တယ်ကျွန်တော်ဒီစာကိုဖတ်ပြီးမျက်ရည်တွေဝဲလာတယ်ရန်လင်းအောင်ငါလည်းမင်းကိုကျေးဇူးတင်ပါတယ်မင်းကငါရဲ့တရားတွေကိုပြန်လည်ရင်ဆိုင်ဖို့တတိပေးခဲ့တယ်နောက်ဆုံးမှာမောင်ရန်လင်းအောင်စကားပြန်ပြောလာနိုင်ခဲ့တယ်သူကကျွန်တော်ကိုပြောတယ်ဆရာဝန်ကြီးကျွန်တော်ဆရာဝန်ကြီးနဲ့တူနေခြင်းနဲ့ကျွန်တော်သူ့ကိုကြည့်ပြီးမင်းငါ့ကိုအဖေလို့ခေါ်ချင်လားလို့မေးတယ်သူကကောင်းကြီးနေဒါဆိုမင်းကငါသားပဲကျွန်တော်သူ့ကိုဖတ်ထားလိုက်တယ်ကျွန်တော်တို့နှစ်ယောက်မိသားစုတစ်ခုအဖြစ်အတူတကွနေထိုင်သွားခဲ့ကြတယ်ကျွန်တော်သိလိုက်ရတယ်တခါတလေအနာကျက်မြန်ဆုံးနီးလန်းတွေကတခြားသူတယောက်ရဲ့တရားတွေကိုကူစားပေးခြင်းပါပဲမီးလောင်တော့ညမီးဆိုတာဖြစ်စီတတ်တယ်ဒါပေမဲ့တခါတလေမီးကအမှန်တရားတွေကိုဖော်ထုတ်ပေးတတ်တယ်ပြပုံနေကြားမှာဖုံးကွယ်ထားတဲ့လျှော်ချက်တွေပေါ်ထွက်လာတတ်တယ်ကျွန်တော်နာမည်မောင်ကျော်ကျော်ပါအသက်23နှစ်စကိုင်းတိုင်းထိချိုင်းမြို့နယ်တွေကမြေကြီးကုန်းဆိုတဲ့ကြေးရွာလေးမှာနေထိုင်ပါတယ်ဒီရွာလေးကတောင်တန်းနေကြားမှာတည်ရှိပြီးလူကြီး300ကျော်လောက်ပဲရှိတယ်လူတိုင်းဟာတယောက်နဲ့တယောက်တည်ကြတယ်တယောက်နဲ့တယောက်ဆွေမျိုးတွေတော်ဆက်ကြတယ်ဒါပေမဲ့အိမ်ညာကတော့ဒီရွာလေးရဲ့တမိုင်းမှာအဆိုးအဆုံးညပါပဲမေလာရဲ့ပူပြင်းတဲ့ညတညမှာစတင်ခဲ့တာပါကျွန်တော်အိမ်မှာအိပ်ပျော်နေတော့အဖေကအဟိတ်တန်နေကြရတယ်မီးလောင်ကြပြီခေကြပါဦးကျွန်တော်အိမ်ဟာနေလမ်းတော့ပြီးအပြင်ကိုပြေးထွက်လာတယ်မြင်လိုက်ရတဲ့မြေခွင်ကကျွန်တော်တော်တော်လေးကိုထိတ်လန့်သွားတယ်ရွာရဲ့အလျာအိမ်တဲကိုမီးလောင်နေတယ်မီးလျံတွေကကောင်းကင်ကိုတိုးတက်နေပြီးမိခိုးတွေကလာမင်းကိုဖုံးလွှမ်းနေတယ်လေယာမီးကိုပုံမအားကောင်းစေပြီးနီနာအိမ်နေစီကိုကူးဆက်သွားတယ်ရွာသားတွေအားလုံးရေပုံးတွေရေချိုးစလုံးတွေနဲ့မီးငိမ့်ဖို့ကြိုးစားကြတယ်ဒါပေမဲ့မီးရမတိုင်းနိုင်အောင်ကြီးမားနေတယ်ကျွန်တော်လည်းရေပုံးတစ်ပုံးကိုကန်ပြီးမီးငိမ့်ဖို့ဝိုင်းကူတယ်အားလုံးအသေးအတန်ကြိုးစားနေကြတယ်ဒါပေမဲ့မီးရပို့ပြီးကြီးလာတယ်2 နာရီအကြာမှာမီးငိမ့်သွားတယ်ဒါပေမဲ့အိမ်9လုံးပြာကျသွားခဲ့ပြီပြီးတော့လူတွေတည်ဆုံးခဲ့တယ်ကလေးငယ်3ဦးလူကြီး2ဦးတည်ဆုံးသွားတဲ့ကလေးငယ်တွေမှာကျွန်တော်ရဲ့တူမလေးမဖြူဖြူကြီးပါသွားတယ်သူမအသက်6နှစ်ပဲရှိတယ်ကျွန်တော်ဦးလေးကြီးဆိုပြီးအမြဲခေါ်တတ်တဲ့မဖြူဖြူကြီးကျွန်တော်မန္တလေးကနေပြန်လာတိုင်းသူမအတွက်မုံနေဝဲလာပေးတတ်တယ်သူမအဲ့ဒီမုံတွေကိုလက်နှစ်ဖက်နဲ့ခံပြီးကျေးဇူးတင်ပါတယ်ဦးလေးကြီးလို့ပြောတတ်တယ်အခုတော့သူမရှိတော့မိလောင်မွေရဲ့အကြောင်းရင်းကိုစုံစမ်းတဲ့အခါကြွရအောင်စီကောင်းဆောင်ဦးဘိုးစိန်ရဲ့သားဖြစ်သူဦးမျိုးထွန်းဟာသူ့အိမ်မှာဖျောင်းနိုင်တွင်အားနဲ့မိစားတင်ကူခဲ့တယ်လို့တွက်ဆိုတယ်။သူကကျွန်တော်အိပ်ပျော်သွားတယ်။ဖျောင်းနိုင်ရင်လဲကြပြီးဆောင်းကူးသွားတယ်လို့ပြောတယ်။ဒါပေမဲ့ကျွန်တော်တန်တရားရှိတယ်။ဘာလို့လဲဆိုတော့အဲ့ဒီညကျွန်တော်ကိုမျိုးထွန်းကိုရွာပြင်မှာမြင်ခဲ့လို့ပါ။ကျွန်တော်ည10 နာရီလောက်ကအိမ်တော်ဝင်ဖို့အပြင်ထွက်တော့ကိုမျိုးထွန်းကရွာပြင်ဘက်ကိုဆိုင်ကင်းနဲ့မောင်းထွက်သွားတာကိုမြင်လိုက်တယ်။မိလောင်တဲ့အချိန်ကည7 နာရီကျော်လောက်မှဖြစ်တယ်။ဒါဆိုသူအိမ်မှာအိပ်ပျော်နေရဆိုတော့မဖြစ်နိုင်ဘူး။ဒါပေမဲ့ကျွန်တော်ဒီအကြောင်းကိုဘယ်သူမှမပြောရဲဘူး။ဦးဘိုးစိန်ကကြေးရွာအုပ်စုမှာအာဏာရှိဆုံးလူပဲ။သူ့ကိုဆန့်ကျင်ဘာဖြစ်မယ်ဆိုတာကျွန်တော်သိတယ်။မိလောင်ပြီး3 ရက်ကြာတည်ဆုံးတဲ့သူတွေအတွက်ဇာပနာကိုကြေးရွာအုပ်စုဘုံကြီးကျောင်းမှာလှုပ်ကြတယ်။ကျွန်တော်မဖြူဖြူရဲ့အလောင်းကိုကြည့်ပြီးမျက်ရည်တွေကျလာတယ်။သူမရဲ့မျက်နှာငြိမ်သက်နေပြီမဲ့သူမရဲ့လက်တွေကစုပ်ကိုင်ထားတော့မယ်။နောက်ဆုံးအချိန်မှာသူမဘာအောင်များစုပ်ကိုင်ထားခြင်းခဲ့ရလဲ။ဇာပနာပြီးမှကျွန်တော်မဖြူဖြူရဲ့အမေဒေါ်ဆန်းဆန်းဝင်းကိုတွားတွေ့တယ်။သူမကကျွန်တော်ရဲ့အမဝမ်းခွဲပါ။သူမရန်ဝမ်းနေတယ်။မျက်ရည်တွေမစဲဘူး။အမကျွန်တော်ပြောစရာရှိတယ်။ကျွန်တော်ဒေါ်ဆန်းဆန်းဝင်းကိုမျိုးထုံးအကြောင်းပြောပြရတယ်။သူမကျတော့မျက်လုံးတွေဖြူကျဲသွားတယ်။မင်းသိကြလားကြော်။ဟုတ်တယ်ကျွန်တော်သူ့ကိုမြင်ခဲ့တယ်။ဒါဆိုဘာလို့သူကလိန်ပြောတာလဲ။ကျွန်တော်မသိဘူး။ဒါပေမဲ့တခုခုတော့ရှိတယ်။ဒေါ်ဆန်းဆန်းဝင်းကခဏတိတ်ဆိတ်သွားတယ်။ပြီးတော့သူမရဲ့မျက်နှာပြောင်းလဲသွားတယ်
ဝမ်းနေမှုအစားဒေါသကြီးပေါ်ထွက်လာတယ်ငါမင်းကိုတကူပြောပြမယ်လို့သူကပြောတယ်ကိုမျိုးထွန်းကငါ့ကိုလွန်ခဲ့တဲ့6လလောက်ကစတွေ့ခဲ့တယ်သူကငါ့ကိုသဘောကျတယ်လို့ပြောတယ်ဒါပေမဲ့ငါယောက်ျားကိုချစ်တယ်ဒါကြောင့်သူ့ကိုညှင်းလိုက်တယ်သူအရန်ဒေါသထွက်သွားတယ်မင်းငါ့ကိုညှင်းရလားမင်းဒါအတွက်နောင်တရလိမ့်မယ်လို့သူကပြောတယ်ကျွန်တော်စက်သိန်းတွေထားလာတယ်ဒါဆိုသူကဟုတ်တယ်သူကငါ့ကိုလက်စားချေတာဒါပေမဲ့ငါ့အစားငါသမီးတေးပြီးသွားတယ်ဒေါ်ဆဆန်းဝင်းကမျက်ရည်ကျလာတယ်ကျွန်တော်သူ့မကိုပတ်ထားလိုက်တယ်ကျွန်တော်ဒီကိစ္စကိုပေါ်ထုတ်မယ်မဖြူဖြူရဲ့အတွက်တရားမျှတမှုရအောင်လုပ်မယ်ကျွန်တော်ဦးဖိုးစိန်စီကိုသွားတယ်ကျွန်တော်သိတဲ့အကြောင်းလေးကိုပြောပြတယ်ဒါပေမဲ့ဦးဖိုးစိန်ကကျွန်တော်ကိုချိန်ကြောက်တယ်မင်းဒီအကြောင်းဆက်မပြောနဲ့မဟုတ်ရင်မင်းဒီရွာမှာနေလို့မရတော့ဘူးဒါပေမဲ့ဦးဖိုးစိန်လူတွေတေကုန်ပြီကလေးတွေတေကုန်ပြီဒါကအတော်တစားမှုပဲငါသားမရှိပါမဟုတ်ဘူးဒါဆိုသူကဘာလို့ညာဘက်မှာရွာပြုံထွက်သွားရလဲဦးဖိုးစိန်ရဲ့မျက်နှာတင်းမာသွားတယ်မင်းတက်တည်ရှိလားကျွန်တော်တိတ်ဆိတ်သွားတယ်ကျွန်တော်မှတက်တည်မရှိဘူးကျွန်တော်မြင်ခဲ့တာပဲရှိရတယ်မရှိဘူးမဟုတ်လားဒါဆိုမင်းဒီအကြောင်းကိုဆက်မပြောနဲ့မဟုတ်ရင်မင်းအန္တရာယ်ရှိလိမ့်မယ်ကျွန်တော်ဦးဖိုးစိန်စီကထွက်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်လက်မလျှော့ခဲ့ဘူးကျွန်တော်မျိုးပေါ်ကိုသွားပြီးမျိုးနယ်ရဲစခန်းကိုတိုက်ကြခဲ့တယ်ရဲရရှိကကျွန်တော်ရဲ့တန်ရာချက်ကိုမှတ်တမ်းတင်တယ်ဒါပေမဲ့သူကခမည်းမှာခိုင်လုံတဲ့တက်တည်ရှိလားလို့မေးတယ်ကျွန်တော်သူ့ကိုမြင်ခဲ့တာတခုတည်းနဲ့မလုံလောက်ဘူးတခြားတက်တည်လိုတယ်ကျွန်တော်စိတ်ပြတ်သွားတယ်ဒါပေမဲ့ကျွန်တော်လက်မလျှော့ခဲ့ဘူးကျွန်တော်ကြည့်ရအောင်ဆိုပြန်လာပြီးဒေါ်ဆဆန်းဝင်းကိုရဲစခန်းမှာတွက်ဆိုဖို့သွားခေါ်တယ်သူမဟာကိုမျိုးထွန်းနဲ့ပတ်သက်တဲ့အကြောင်းတွေအကုန်ထွက်ဆိုတယ်ရဲတွေစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တယ်သူတို့ကကိုမျိုးထွန်းရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေဆိုင်ကယ်သွားလာမှုအထောက်အထားတွေကိုစစ်ဆေးတယ်ပြီးတော့မီးလောင်တဲ့နေရာမှာတက်ခွဲစစ်ဆေးမှုတွေပြုလုပ်တယ်ဒီအတော့အတွင်းမှာဦးဖိုးစိန်ကကြည့်ရအုပ်စုသားတွေကိုကျွန်တော်ကိုစန့်ကျင်ဖို့လှုံ့ဆော်တယ်မောင်ချိုချိုကငါတို့ရွာကိုတည်ရဖြတ်တယ်လို့ပြောတယ်သူကအပြင်လူတွေကိုငါတို့ရွာတွေကိုခေါ်လာတယ်ငါတို့ရွာရဲ့ကွန်တိတ်ကောင်ကိုဖျက်ဆီးတယ်ကြည့်ရအုပ်စုသားတွေကကျွန်တော်ကိုရှောင်ကျင်လာကြတယ်တချို့ကကျွန်တော်ကိုချိန်ချောက်တယ်မင်းဒီအမှုကိုပြန်ရုပ်သိမ်းလိုက်မဟုတ်ရင်မင်းဒီရွာမှာနေလို့မရအောင်လုပ်ပြမယ်ကျွန်တော်ရဲ့မိဘတွေတော့ကျွန်တော်ကိုပြောကြတယ်တားရဲ့ဒီကိစ္စကိုရက်လိုက်ပါတော့ငါတို့ဒီရွာမှာနေရဖို့လွယ်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်လက်မလျှော့ရဲတပ်တစ်ဖက်တွေကြာလာတော့ရဲတွေစုံစမ်းမှုတွေဆက်လုပ်တယ်နောက်ဆုံးမှာအမှန်တရားပေါ်ထွက်လာတယ်မိလောင်တဲ့နေရာမှာဓာတ်ဆီထေထားရဲ့ပူကိုတွေတွေ့ရှိပြီးတော့ကိုမျိုးထွန်းရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေအရသူဟာအဲ့ဒီညမှာရွာပြည်မှာရှိနေခဲ့တယ်ဆိုတာသက်သေပြနိုင်ခဲ့တယ်သူ့ရဲ့ဆိုင်ကယ်ကိုလည်းရွာပြည်မှာရပ်ထားတာကိုလူတယောက်မြင်ခဲ့တယ်ရဲတွေကိုမျိုးထွန်းကိုပန်းစီဖို့ကြည့်ရအောင်ဆိုတဲ့ကိုရောက်လာတဲ့အခါဦးဖိုးစိန်ကသူ့ရဲ့ရှိမှရပ်ပြီးငါတော့ဘယ်သူမှမပိုင်ရအောင်လို့အော်တယ်ဒါပေမဲ့ရဲတွေကကိုမျိုးထွန်းရဲ့အိမ်ထဲကိုဝင်သွားတဲ့အခါကိုမျိုးထွန်းကသူ့အိမ်ကန်ထဲမှာကျိုးစိတ်ချတာကိုတွေ့ရှိခဲ့ရတယ်သူမိမိကိုအဆုံးစီရင်ခဲ့တာပါသူအနားမှာစာတစ်စောင်ကြံခဲ့တယ်ကျွန်တော်လှုပ်ခဲ့မိရတဲ့အတွက်တောင်းပန်ပါတယ်ကျွန်တော်ဒေါသထွက်ပြီးလှုပ်ခဲ့တာပါဒါပေမဲ့အခုကျွန်တော်နောင်တရနေပါတယ်ကျွန်တော်ဒီအဖြစ်တွေနဲ့ဆက်မရှင်းတန်နိုင်တော့ဘူးဦးဖိုးစိန်ကသူ့သားရဲ့အလောင်းကိုမြင်တွေ့တော့သူ့ရဲ့ခြေထောက်တွေပျောက်ခဲ့သွားတယ်သူကျမ်းမြေပေါ်မှာထိုင်ကြပြီးငါသားလို့အော်ငိုတယ်ဒါပေမဲ့အချိန်ကနောက်ပြန်ဆုံးမသွားနိုင်တော့ဘူးကိုမျိုးထွန်းတည်ဆုံသွားပြီမဲ့ဦးဖိုးစိန်ကိုရဲတွေဖမ်းဆီးသွားတယ်ရဲတွေဖမ်းဆီးခဲ့တယ်သူဟာတားဖြစ်သူရဲ့ရာဇဝတ်မှုကိုဖုံးကွယ်ဖို့ကြိုးစားခဲ့တယ်တက်တေကန်တွေကိုချင်းကြောက်ခဲ့တယ်တရားမှုတွေကိုတားဆီးခဲ့တယ်သူ့ကိုထောင်ဒဏ်ကနေချမှတ်လိုက်တယ်ကျွန်တော်ကတော့ကြေးရွာအုပ်စုမှာဆက်နေခဲ့တယ်လူတွေကကျွန်တော်ကိုသူရဲကောင်းလို့မြင်လာကြတယ်ဒါပေမဲ့ကျွန်တော်သူရဲကောင်းမဟုတ်ဘူးကျွန်တော်လှုပ်ထိုက်တာကိုလုပ်ခဲ့တာပါဒါပေမဲ့ဒီဇလားဒီမာတွေမပြီးသေးဘူးမိလောင်ခဲ့တဲ့နေရာမှာအိမ်အသစ်တွေပြန်ဆောက်ကြတယ်ဒါပေမဲ့ညဘက်တွေမှာအဲ့နေရာကနေသူဆန်းတဲ့အတန်တွေကြားရတတ်တယ်ကလေးငယ်တွေရဲ့ငိုတန်တွေတခါတလေမိခိုးနှံတွေထွက်လာတတ်တယ်တခါတလေမှာလေတွေကမီလီယံတွေလင်းလက်သွားတတ်တယ်ကြေးရအုပ်စုသားတွေကဒီနေရာကိုမိလောင်ခွဲလို့ခေါ်ကြတယ်ညဘက်ဆိုရင်ဘယ်သူမှဒီနေရာကိုမသွားရကြဘူးကျွန်တော်ကတော့သွားတယ်ညတိုင်းကျွန်တော်အဲ့နေရာကိုသွားပြီးမဖြူဖြူရဲ့အတွက်ဆူတောင်းပေးတယ်သူမအတွက်မုန်းနေကြီးသွားပေးတယ်တညမှာကျွန်တော်အဲ့နေရာမှာထိုင်နေတော့ထူးဆန်းတဲ့အရာတစ်ခုဖြစ်ပေါ်လာတယ်မိခိုးတွေကတဖြည်းဖြည်းစူစေးလာပြီးကလေးမတယောက်ရဲ့ပုံစံဖြစ်လာတယ်မဖြူဖြူရဲ့ပဲသူမကကျွန်တော်ကိုကြည့်ပြီးပြုံးပြတယ်ဦးလေးကျေးဇူးတင်ပါတယ်မဖြူဖြူရဲ့တမိဒီမှာရှိနေရလားတမိသွားတော့မယ်ဒါပေမဲ့ဦးလေးကြီးကိုကျေးဇူးတင်စကားပြောချင်လို့တမိဘယ်ကိုသွားမှလဲတမိသွားရမယ့်နေရာကိုပေါ့တမိအခုအေးချမ်းသွားပါပြီဦးလေးကိုအပြစ်မတင်ပါနဲ့
ဦးလေးကတမီးအတွက်တရားမျှတမှုကိုယူဆောင်လာပြီးခဲ့တယ်ကျွန်တော်မျက်ရည်စီးကြလာတယ်ဦးလေးလည်းတမီးကိုလွမ်းနေမှာပါတမီးလည်းဦးလေးကိုလွမ်းမှာပါဒါပေမဲ့တမီးသွားရတော့မယ်သူမလက်ပြနှုတ်ဆက်ပြီးတဖြည်းဖြည်းမိန်ပြောသွားတယ်အိညာစားပြီးမိလောင်ကွာမှာကလေးငယ်ငိုတန်နေမကြတော့မိခိုးနှက်နေလည်းမထွက်တော့ဒါပေမဲ့ကျွန်တော်ညတိုင်းအိနေရာကိုသွားတော့ဝေးမပြူပြူရဲ့အတွက်ပန်းတပွင့်ကြံခဲ့တယ်ပြီးတော့သူမရဲ့ပြုံးတတိယနေရဲ့နေ့တီကြာသွားတယ်ဥပိုးဆိုင်ကတောင်းနေထွက်လာတယ်ဒါပေမဲ့သူကကြေးရအောင်ဆိုပြန်မလာတော့တနေရာကိုထွက်သွားတယ်သူ့ရင်ကလူသူမကြီးပဲစုပြစ်ခံရရတယ်ကိုမျိုးတို့ရဲ့အုပ်ကကြေးရအောင်ဆိုတင်ကြရင်အဆုံးမရှိရဲ့ဘယ်သူမှသူ့အုပ်ကိုလာမကြည့်ကြဘူးသူ့အုပ်ကပေါ်မှာပေါင်းဖိန်နေဖုံးလွှမ်းနေရဲ့ဒါပေမဲ့ကျွန်တော်တခါတလေသူ့အုပ်ကိုသွားကြည့်မိရဲ့ဘာလို့လဲဆိုတော့ကျွန်တော်သိချင်လို့ပါသူ့ရဲ့ဝိညာဉ်ကငြိမ်းချမ်းသွားပြီလားဒါမှမဟုတ်သူလည်းသူ့ရဲ့ကံကြမ္မာကိုခံစားနေရစေလားကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်သိတဲ့အရာတစ်ခုတော့ရှိတယ်ဒီလောကမှာတရားမျှတမှုဆိုတာရှိတယ်ဒါပေမဲ့တခါတလေအဲ့ဒီတရားမျှတမှုကိုရောက်လာဖို့အတွက်တစုံတစ်ယောက်ကရေရောရည်တည်ပေးရတယ်ကျွန်တော်အဲ့လိုဖြစ်ခဲ့တယ်ပြီးတော့ကျွန်တော်နောင်လာမရအောင်အခုချိန်မှာကျွန်တော်ညတိုင်းအိယာမောင်ခင်မဖြစ်ဖြစ်ရဲ့တပုံကိုကြည့်တယ်သူမရဲ့အပြုံးကကျွန်တော်ကိုအားပေးနေတယ်ပြီးတော့ကျွန်တော်သိတယ်ဒီနေ့မှာကျွန်တော်လေးသူမစီသွားရမယ်အဲ့ဒီချိန်ကျရင်ကျွန်တော်သူမကိုပြောမယ်ဦးလေးမင်းအတွက်တရားမျှတမှုကိုယူဆောင်လာပေးခဲ့တယ်ဆရမအာယုံလူတွေမှာအာယုံ၅ပါးရှိတယ်လို့ဆိုကြတယ်အမြင်အကြားအနံ့အရသာအထီးအတွေ့ဒါပေမဲ့တခါတလေဆရမအာယုံဆိုတာလည်းရှိတယ်အဲ့ဒီအာယုံကတာမန်လူတွေမမြင်နိုင်တဲ့အရာတွေမြင်နိုင်တယ်တာမန်လူတွေမကြားနိုင်တဲ့အရာတွေကိုကြားနိုင်တယ်ကျမဒီအကြောင်းတွေကိုမယုံခဲ့ဘူးကျမဆရာအောင်တယောက်ပါသိပ္ပံပညာကိုပဲယုံကြည်တဲ့သူပါလူနာတွေပြောတဲ့ထူးဆန်းတဲ့အကြောင်းအရာတွေကိုအုံနောက်တည်းကဓာတုပစ္စည်းရဲ့လဲစားမှုလို့ပဲထင်ခဲ့တယ်ဒါပေမဲ့အဲ့ဒီကောင်လေးနဲ့တွေ့ပြီးတဲ့နောက်မှာကျမယုံကြည်ချက်တွေအားလုံးပြောင်းလဲသွားခဲ့ရတယ်ကျမနာမည်ဒေါက်တာမိုးမိုးကျော်ပါအသက်38နှစ်ရန်ကုန်ပြည်သူ့စစ်ရုံးကြီးရဲ့အာယုံကျော်ဌာနမှာအလုပ်လုပ်တာ12နှစ်ကျော်ပါပြီအုံနောက်အကျိန်တွေအုံနောက်သွေးကြောပေါက်တာတွေအာယုံကျော်ဆိုင်ရာယောဂါတွေကိုခွဲစိတ်ကုသပေးတယ်ဒီအလုပ်ကအင်မတန်သိမ်မွေ့ပြီးအနေရများတယ်လူတယောက်ရဲ့အုံနောက်ကိုခွဲစိတ်ရတာဟာဘုံတစ်လုံးဖြတ်ထွက်ရတယ်လို့ပါပဲတစ်ချက်လွဲလူနာသိနိုင်တယ်ဒါမှမဟုတ်တစ်တလုံးမတန်မဆွမ်းဖြစ်သွားနိုင်တယ်ဒါပေမဲ့ကျမဒီအလုပ်ကိုချစ်တယ်လူတွေရဲ့အသက်ကိုကယ်တင်နိုင်တယ်သူတို့ရဲ့ဝေဒနာတွေကိုသက်သာစေနိုင်တယ်အဲ့ဒါကျမအတွက်အဖို့တန်ဆုံးအရာပါဒါပေမဲ့အဲ့ဒီနေရာရောက်လာတဲ့လူနာကတော့ကျမဘဝကိုလုံးဝပြောင်းလဲပစ်လိုက်တယ်ဖေဖော်ဝါရီလရဲ့ပူပြင်းတဲ့နေ့လည်ခင်းတစ်ခုမှာကျမပြင်ပလူနာဌာနမှာတာဝန်ကျနေတယ်လူနာတွေအများကြီးပဲတယောက်ပြီးတယောက်စစ်စစ်ကုသနေရတယ်အဲ့ဒီအချိန်မှာသူနာပြုဆရာမတယောက်ကကျမစီကိုရောက်လာတယ်ဆရာမကြီးလူနာအသစ်တယောက်ရောက်လာတယ်ကလေးပါအုံနောက်အကျိတ်လိုတန်တရားရှိတယ်လို့ပြောတယ်ဘယ်လိုလက္ခဏာတွေပြလဲအမြင်အာရုံနှစ်ထပ်မြင်နေရတယ်လို့ပြောတယ်ကောင်းလေးကြိုက်တယ်တခါတလေအန်းတယ်ဓာတ်မရိုက်ပြီးလားမရရသေးဘူးဆရာမကြီးကိုအရင်ပြခိုင်းတယ်ကျမကောင်းကြီးလိုက်တယ်ခေါ်လာခဲ့လူနာပြုဆရာမထွက်သွားပြီးမကြခင်မှာလူနာကိုခေါ်လာတယ်အသက်10နှစ်လောက်ရှိမဲ့ကောင်းလေးတယောက်ပါသူ့ကိုသူ့အမေကလက်ဆွဲခေါ်လာတယ်ကောင်းလေးကပိတ်ချုံပြီးမျက်နှာဖြူဖြောနေတယ်ဒါပေမဲ့သူ့ရဲ့မျက်လုံးတွေကထူးဆန်းစွာတောက်ပနေတယ်သူကကျမကိုစိုက်ကြည့်နေတယ်ဒါပေမဲ့သူကြည့်နေတာကျမရဲ့မျက်နှာအောင်မဟုတ်ဘူးကျမရဲ့နောက်ပေကတနေရာကိုကြည့်နေတယ်ကျမနောက်ကိုလှည့်ကြည့်လိုက်ပြီးမြဲဘာမှမရှိဘူးနေရန်ဖြူဖြူပဲတားနှမီဘယ်လိုခေါ်လဲလို့ကျမမေးတယ်မောင်ရန်လင်းအောင်ပါတားပါရီခံစားနေရလေကောင်းလေးကကျမရဲ့နောက်ကိုဆက်ကြည့်နေတော့မယ်ကျွန်တော်အရာတွေကိုနှစ်ထပ်မြင်နေရတယ်ဆရာမကြီးလူတယောက်ကိုနှစ်ယောက်မြင်နေရတယ်ဘယ်လိုနှစ်ယောက်မြင်ရတာလဲလူတယောက်ရဲ့နောက်ွယ်မှာနောက်ထပ်လူတယောက်ရှိနေတယ်အဲ့ဒီလူကမဲမောင်ပြီးလူတွေရဲ့ပကုံးပေါ်မှာထိုင်နေတယ်တချို့လူရဲ့နောက်မှာတကောင်ပဲရှိတယ်တချို့လူတွေရဲ့နောက်မှာအများကြီးပဲကျမဒီစကားကိုကြားတော့နည်းနည်းထိတ်လန့်သွားမိတယ်ဒါပေမဲ့ကျမဆရာအောင်တယောက်ပါဒါတွေကအုံနောက်အချင်းချောင်းဖြစ်တဲ့အမြင်လွဲမှားခြင်းလို့ကိုပြောမိတယ်အဲ့ဒီလူတွေကဘယ်လိုပုံစံလဲသူတို့ကလူပုံစံပါပဲဒါပေမဲ့ရဲတွေလိုပဲမဲမောင်နေတယ်မျက်လုံးတွေကအနီအောင်တွေသူတို့ကလူတွေရဲ့နားတွေကိုတခုပြောနေတယ်တချို့လူတွေကသူတို့ပြောတာကိုနားထောင်တယ်တချို့လူတွေကနားမထောင်ဆရာမကြီးရဲ့နောက်မှာရောရှိလားကောင်းလေးကကျမရဲ့နောက်ဘက်ကိုဆူဆူဝါးဝါးကြည့်တယ်ပြီးတော့ဆရာမကြီးရဲ့နောက်မှာတော့မဲမောင်နေရမရှိဘူးဒါပေမဲ့ဆရာမကြီးရဲ့ဘယ်ဘက်ပခုံးပေါ်မှာလက်တစ်ဖက်တင်ထားတယ်ကျမရုတ်တရက်ကြော်ချမ်းသွားတယ်ကျမရဲ့ဘယ်ဘက်ပခုံးလက်လှမ်းကြည့်လိုက်ပြီးမြဲဘာမှမရှိဘူးဘယ်သူလက်လဲမသိဘူးဒါပေမဲ့အဲ့ဒီလက်ကဆရာမကြီးရဲ့ပခုံးတင်းတင်းဆုပ်ထားတယ်လက်သေးတွေလည်းရှည်လျားပြီးမဲမောင်နေတယ်
ကျမအဲ့အချိန်မှာဘာမှဆက်မမီတော့ကောင်လေးကိုဓာတ်မှန်ရိုက်ဖို့ဆေးလွတ်လိုက်တယ်ဓာတ်မှန်ရလက်တွေပြန်လာတဲ့အခါကျမမြင်လိုက်ရထိတ်လန့်စရာပါပဲကောင်လေးရဲ့အုံနောက်ထဲမှာအကျဉ်းကြီးတစ်ခုရှိနေတယ်အဲ့အချင်းကအုံနောက်ရဲ့အာရုံခံစားမှုပိုင်းအောင်ပြီးထားတယ်အထူးသဖြင့်အမြင်အာရုံဆိုင်တဲ့အပိုင်းပေါ့ဒါပေမဲ့ထူးဆန်းတာအဲ့ဒီချင်းကအုံနောက်ရဲ့အခြားပိုင်းတစ်ခုလည်းပြီးထားတယ်အဲ့ဒီပိုင်းကတာမန်လူတွေအလုံးမလုံးတဲ့အပိုင်းပါသိပ္ပံပညာရှင်တွေကအဲ့ဒီပိုင်းအောင်စထမအာရုံလို့ခေါ်ကြတယ်ဒါပေမဲ့အဲ့ဒီပိုင်းကတကယ်တမ်းဘာလုပ်လဲဆိုတာဘယ်သူမှသိချမသိဘူးကျမအဲ့ဒီအကြောင်းကောင်လေးရဲ့မိခင်ကိုရှင်းပြတယ်တင့်သားရဲ့အုံနောက်ထဲမှာအကျဉ်းတစ်ခုရှိနေတယ်အဲ့ဒီချင်းကသူ့ရဲ့အမြင်အာရုံထိခိုက်စေတယ်ဒါကြောင့်သူကအရာတွေကိုနှစ်ထပ်မြင်နေရတာဒါပေမဲ့သူကလူတွေရဲ့နောက်ကတစ်စီတွေကိုမြင်နေရတယ်လို့ပြောတယ်အဲ့ဒါအကျဉ်းကြောင့်ဖြစ်တဲ့အမြင်အာရုံလွဲမှားခြင်းပါအကျဉ်းကိုခွဲစိတ်ဖေရှားလိုက်ရင်သူ့ရဲ့အမြင်အာရုံတွေကပုံမှန်ဖြစ်သွားပါလိမ့်မယ်မိခင်ဖြစ်သူဟာစိတ်သက်သာသွားပုံရတယ်ဒါပေမဲ့ကျမရဲ့စိတ်မှာတော့တခုမအိမ်မသာဖြစ်နေတယ်ခွဲစိတ်မှုကိုနောက်ဘက်ကျမှလုပ်ဖို့သတ်မှတ်လိုက်တယ်ဒါပေမဲ့အဲ့ဒီဘက်အတွင်းမှာကျမထူးဆန်းတဲ့အရာတွေစတင်ခံစားလာရတယ်ပထမဆုံးခံစားရတာကျမရဲ့ဘက်ပခုံးမှာတခုခုရဲ့အထည်အတွေ့ပါပဲအေးဆက်ပြီးတော့လေးလံတဲ့အထည်အတွေ့မျိုးတစုံတစ်ယောက်ကကျမရဲ့ပခုံးကိုလက်နဲ့ဖိထားတယ်လို့မျိုးကျမမှန်ကိုကြည့်တဲ့အခါဘာမှမမြင်အောင်ဒါပေမဲ့အဲ့ဒီအထည်အတွေ့ကအမြဲတမ်းရှိနေတယ်ဒုတိယခံစားရတာအတန်တွေပါညဘက်တွေမှာကျမအိပ်ပျော်နေစဉ်တစုံတစ်ယောက်ကကျမရဲ့နားထဲကိုတခုပြောနေတယ်လို့ကြားရတယ်တိုးညင်းတဲ့အတန်ပါဘာပြောမှန်းသိချမသိပေမဲ့အဲ့ဒါကျမကိုတခုလောက်ခိုင်းနေတယ်လို့ပဲတတိယခံစားရတာကျမရဲ့လက်တွေပါတခါတလေကျမရဲ့လက်တွေကကျမရဲ့စိတ်နဲ့မထိန်ချုံနိုင်ပဲလှုပ်ရှားသွားတတ်တယ်ခွဲစိတ်မှုလုပ်နေတဲ့အချိန်မှာကျမရဲ့လက်တွေကတုံရင်သွားတတ်တယ်ကျမဒီအကြောင်းကိုဘယ်သူမှမပြောပြခဲ့ဘူးကျမကဆရာအောင်တယောက်ပါဒီလိုຢာတွေကိုယုံကြည်လို့မရဘူးဒါတွေကစိတ်ဖိစီးမှုကြောင့်ဖြစ်လာတာလို့ကိုပြောတယ်ဒါပေမဲ့ခွဲစိတ်မဲ့နေမှာခွဲစိတ်ခန်းထဲမှာကျမလက်ရွယ်ပြီးခွဲစိတ်ကလီယာတွေကိုကင်ထားတယ်မောင်ရန်လင်းအောင်ခွဲစိတ်ခန်းပေါ်မှာမိစေးပေးထားပြီးအိပ်ပျော်နေတယ်သူ့ရဲ့ဥကောင်ဖွင့်ထားပြီးအုံနောက်ကိုမြင်နေရတယ်ကျမအကျင့်ကိုစတင်ဖေးရှားတယ်အားလုံးကပုံမှန်အတိုင်းပါပဲဒါပေမဲ့အကျင့်ရဲ့နောက်ဆုံးပိုင်းအောင်ရောက်တဲ့အခါကျမရဲ့လက်တွေရုတ်တရက်တုံရင်လာတယ်ဆရာမကြီးလက်တွေကဘာဖြစ်တာလဲလက်ထောက်ဆရာအောင်ကမေးတယ်ဘာမှမဖြစ်ဘူးဆက်လို့ခွဲစိတ်ခန်းထဲမှာကျမလက်ရည်တွေဝတ်ပြီးခွဲစိတ်ကလီယာတွေကိုကင်ထားတယ်မောင်ရန်လင်းအောင်ခွဲစိတ်ခန်းပေါ်မှာမိစေးပေးထားပြီးအိပ်ပျော်နေတယ်သူ့ရဲ့ဥကောင်ဖွင့်ထားပြီးအုံနောက်ကိုမြင်နေရတယ်ကျမအကျင့်ကိုစတင်ဖေးရှားတယ်အားလုံးကပုံမှန်တိုင်းပါပဲဒါပေမဲ့အကျင့်ရဲ့နောက်ဆုံးပိုင်းအောင်ရောက်တဲ့အခါကျမရဲ့လက်တွေတုံရင်လာတယ်ဒါပေမဲ့ကျမရဲ့လက်တွေကကျမရဲ့စိတ်ကိုမနာခံတော့ဘူးသူတို့ဘာသာလှုပ်ရှားနေသလိုပဲကျမရဲ့လက်တွေကိုပြန်ထိန်းဖို့ကြိုးစားပြီးမြင်မရဘူးရုတ်တရက်ကျမရဲ့ဘက်ကုန်းမှာအဲ့ဒီအေးဆက်တဲ့အထီးအတွေ့အပြင်းထန်စွာခံစားလိုက်ရတယ်တစုံတစ်ယောက်ကကျမရဲ့ပခုံးအပြင်းပြင်းနဲ့ဆုပ်ကင်ထားသလိုပဲပြီးတော့ကျမရဲ့နားထဲမှာအဲ့ဒီတိုးညင်တဲ့အတန်ရောက်လာတယ်ဒီကတော့ဘာပြောမှန်းရှင်းလင်းကြားရတယ်တက်လိုက်ကျမရဲ့လက်တွေကအဲ့ဒီတန်ရဲ့မိတ်ကိုနာခံတယ်လို့လှုပ်ရှားသွားတယ်ခွဲစိတ်တာဟာခေါင်းလေးရဲ့အုံနောက်အတွင်းကိုနှက်ဆိုင်စွာထိုးချသွားတယ်မဟုတ်ဘူးကျမနောက်ဆုံးအချိန်မှာကိုယ့်ကိုပြန်ထိချုံနိုင်ခဲ့တယ်ကျမရဲ့လက်ကိုအတင်းဆွဲယုတ်လိုက်တယ်ခွဲစိတ်တာအုံနောက်ရဲ့အနာသက်ကိုပဲထိမှန်သွားတယ်နဲ့ဆိုင်ရင်မထိုးမိဘူးဒါပေမဲ့သွေးတွေစီးကြလာတယ်သွေးသင်ပါအမြန်ကျမအော်လိုက်တယ်ကျမတို့အားလုံးခေါင်းလေးကိုကယ်တင်ဖို့ကြိုးစားကြတယ်သွေးသွင်းနဲ့အောက်ဆီဂျင်ပေးတယ်နှလုံးပေါ်အားစီထိုးတယ်နိုင်ဝဲကြမှာခေါင်းလေးရဲ့ချင်းနဲ့တည်ငြိမ်သွားတယ်သူအသက်ရှင်ခဲ့တယ်ဒါပေမဲ့ခွဲစိတ်မှုအပြီး3ရက်ကြာမှမောင်ရန်လင်းအောင်တတိပြန်လဲလာတယ်ကျမသူ့ကိုတွားကြည့်တဲ့အခါသူကကျမကိုပြုံးပြတယ်ဆရာမကြီးကျွန်တော်ခုဘာမှမမြင်ရတော့ကျမထိတ်လန့်သွားတယ်ဘယ်လိုမမြင်ရတော့လဲဘာမှမမြင်ရအောင်ဟုတ်တယ်အားလုံးမောင်နေတယ်ဒါပေမဲ့ဘာလဲအရင်ကကျွန်တော်လူတွေရဲ့နောက်ွယ်မှာမဲမောင်နေတဲ့ຢာတွေကိုမြင်ခဲ့ရတယ်အခုတော့ຢာတွေမမြင်ရတော့အားလုံးငြိမ်ချမ်းသွားတယ်ကျမဘာပြောမှမသိတော့ဘူးကောင်လေးကသူ့ရဲ့အမြင်အာရုံဆုံးရှုံးသွားပြီမဲ့သူ့ရဲ့စရမအာရုံကိုလည်းဆုံးရှုံးသွားခဲ့တယ်သူတာမန်လူတယောက်လိုပြန်ဖြစ်သွားပြီဒါပေမဲ့ကျမကတော့ခွဲစိတ်မှုအပြီးမှာကျမရဲ့ဘက်ပကုံးပေါ်ကအေးဆက်တဲ့အထီးတွေမှုကပြောင်းမသွားဘူးညဘက်တွေမှာအဲ့ဒီတိုးညင်းတဲ့အတန်ဆက်ပြီးကြားနေရတယ်တက်လိုက်ကျမဒီအကြောင်းကိုစိတ်ချမ်းသာရေးဆရာဝန်တယောက်နဲ့တွားပြောပြတယ်သူကကျမကိုစစ်ဆေးပြီးဒါကစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့အတန်ကြားခြင်းပါဆေးတောက်ရင်တက်တာသွားပါလိမ့်မယ်လို့ပြောတယ်ကျမသူပေးတဲ့ဆေးတွေကိုတောက်ကြည့်တယ်ဒါပေမဲ့အတန်တွေကမပြောက်ဘူးကျမဘုန်းကြီးကျောင်းကိုသွားတယ်ဆရာတော်ကကျမကိုတရားထိုင်ခိုင်းတယ်ကျမတရားထိုင်ကြည့်တယ်ဒါပေမဲ့အတန်တွေကမပြောက်ဘူး
နောက်ဆုံးမှာကျမမောင်ရန်လင်းအောင်ပြန်သွားတွေ့တယ်သူအခုစင်းရောဆင်းသွားပြီအိမ်မှာနေတယ်ကျမသူ့ကိုမေးတယ်ဒါဆီယမရဲ့ပခုံးပေါ်မှာအခုပါမြင်လေမောင်ရန်လင်းအောင်ကျမရဲ့ပခုံးစိုက်ကြည့်တယ်သူ့ရဲ့မျက်လုံးတွေကအလင်းအောင်မတုံ့ပြန်တော့ဒါပေမဲ့သူကပြောတယ်ဆီယမရဲ့ပခုံးပေါ်မှာအဲ့ဒီလက်ကရှိနေတော့မယ်ဒါပေမဲ့အရင်ကလုံးမတင်ချက်တော့ဖြည်းဖြည်းလေးပဲဘာလို့လဲလဲသားအဲ့ဒီလက်ကဆီယမကြီးကိုယ်တိုင်ရဲ့လက်ပဲကျမထိတ်လန့်သွားတယ်ငါလက်ကငါပကုံးပေါ်မှာဘယ်လိုဖြစ်နိုင်မှာလဲအဲ့ဒီလက်ကဆီယမကြီးရဲ့လက်မဟုတ်ဘူးဆီယမကြီးရဲ့စိတ်ထဲကလက်ပဲဆီယမကြီးကိုယ့်ကိုစိတ်ဖိအားတွေအရန်ပေးနေတယ်လူနာတွေကိုကယ်ရမယ်ဆိုတဲ့ဖိအားဒီဖိအားဆီယမကြီးရဲ့စိတ်ထဲမှာဒီလက်ဖြစ်ပေါ်လာတယ်ကျမနားလေသွားတယ်အဲ့ဒီလက်ကကျမကိုယ်တိုင်ဖန်တီးထားတဲ့အရာပါကျမရဲ့စိတ်ဖိစီးမှုကျမရဲ့အဖြစ်တင်မှုကျမရဲ့ကြောက်ရွံ့မှုတွေဟာဖန်တီးထားတဲ့အရာကျမမောင်ရလင်းအောင်ကျေးဇူးတင်စကားပြောပြီးအိမ်ပြန်လာခဲ့တယ်။အဲ့ဒီနေရာစားပြီးကျမကိုယ့်ကိုပြောင်းလဲဖို့ကြိုးစားခဲ့တယ်။ကျမခွဲစိတ်မှုတွေဆက်လုပ်တယ်။ဒါပေမဲ့အရန်လိုစိတ်ဖိစီးမကန်တော့ဘူး။ကိုယ့်ကိုဖိအားမပြီးတော့ပြီးတော့ကျမသိလိုက်တယ်။ဆရာဝန်တရားဟာလူနာတွေကိုကယ်တင်ဖို့အမြဲကြိုးစားရမယ်။ဒါပေမဲ့ကိုယ့်ကိုလည်းကယ်တင်ဖို့လိုတယ်ဆိုတာပေါ့။ကျမရဲ့ပကုံးပေါ်လက်ကတဖြည်းဖြည်းလျော့ပါလာတယ်။အတန်ကြီးလည်းတိုးသွားတယ်။ဒါပေမဲ့လုံးဝပြောက်ကွယ်မသွားဘူး။ဘာလို့လဲဆိုတော့အဲ့ဒီလက်ကကျမကိုတတိပေးနေလို့ပါဆရာဝန်တယောက်ရဲ့တောင်းကဘယ်လောက်ကြီးမားတယ်ဆိုတာလူနာတယောက်ရဲ့အသက်ကဘယ်လောက်တန်ဖိုးရှိတယ်ဆိုတာပြီးတော့ကိုယ့်ကိုဂရုစိုက်ဖို့ကိုလည်းဘယ်တော့မှမမေ့သင့်ဘူးဆိုတာပေါ့ကျမအခုဒီခွဲစိတ်မှုတွေဆက်လုပ်နေတော့ပဲလူနာတွေကိုဆက်ကူတာနေတော့ပဲဒါပေမဲ့ကျမပြောင်းလဲသွားပြီကျမပိုပြီးတန်မာလာတယ်ပိုပြီးငြိမ်ချမ်းလာတယ်ပိုပြီးလူသားဆန်လာတယ်ပြီးတော့ကျမသိလိုက်တယ်တခါတလေစရမအာယုံဆိုတာတရေတစီကိုမြင်နိုင်တဲ့အစွမ်းမဟုတ်ဘူးကိုယ့်ကိုယ်ပြန်မြင်နိုင်တဲ့အစွမ်းပါပဲနောက်ဆုံးဓာတ်ပုံဆိုတာချိန်ကိုဖမ်းယူနိုင်တဲ့ရပါလူတွေရဲ့ပြောင်းနေမျက်ရည်တွေပျော်ရွှင်မှုတွေဝမ်းနည်းမှုတွေအားလုံးဓာတ်ပုံထဲမှာပဲသိသိထားနိုင်တယ်ဒါပေမဲ့တခါတလေဓာတ်ပုံတွေကကျွန်တော်တို့မမြင်နိုင်တဲ့ຢာတွေကိုလေဖမ်းယူထားတတ်တယ်ကျွန်တော်နာမည်ကကိုစောနိုင်အောင်ပါအသက်35နှစ်ရန်ကုန်မြို့ဗဟန်းမြို့နယ်နိုင်ဦးဓာတ်ပုံဆိုတဲ့ဓာတ်ပုံစတူဒီယိုလေးတစ်ခုဝင်ထားပါတယ်။မင်္ဂလာဆောင်ဓာတ်ပုံတွေမိသားစုဓာတ်ပုံတွေကလေးငယ်တွေရဲ့အမတ်တရားဓာတ်ပုံတွေကိုရိုက်ပေးတယ်။ဒီအလုပ်ကိုလုပ်လာတာ10နှစ်ကျော်ပါပြီ။သူကမျိုးမျိုးရဲ့ဘဝခိုက်တန်းတွေကိုလည်းမတန်းတင်ခွင့်ရခဲ့တယ်။ဒါပေမဲ့အဲ့ဒီနေရာရောက်လာတဲ့ပေါက်တွေကကျွန်တော်တခါမှမကြုံဘူးတဲ့မျိုးစားပါ။ဇန်နဝါရီလရဲ့အေးစက်တဲ့မနက်ခင်းတစ်ခုမှသူမှရောက်လာခဲ့တယ်။အသက်40ဝန်းကျင်လောက်ရှိမယ်။မျက်နှာဖြူဖြောပြီးပိန်ချုံနေတယ်။ဒါပေမဲ့သူမရဲ့မျက်လုံးတွေကဒူးဆန်းစွာတောက်ပနေဝမ်းနေမှုနဲ့စုံဖြတ်ချက်တစ်ခုရောထွေးနေတဲ့အချိန်မျိုးပါဆရာကျမသမီးကိုဓာတ်ပုံရိုက်ပေးပါရပါတယ်သမီးကအသက်ဘယ်လောက်ရှိပြီလဲ9နှစ်ပါနမီးကမဖြူဖြူတွေပါသမီးလေးကိုခေါ်လာခဲ့ပါလားသူကအပြုံလှည့်ကြည့်ပြီးဖြူဖြူဝင်လာခဲ့လေလို့ခေါ်တယ်တကားဝါကနေကလေးမလေးတရားဝင်လာတယ်သူမအရန်ဖြူပြောတယ်စပင်းတွေကပါလာပြီးမျက်နှာသေးငယ်လွန်းတယ်ဒါပေမဲ့သူမရဲ့ပြောင်းရမ်းလာတယ်မျက်လုံးထဲမှာကလေးတယောက်ရဲ့အပြည့်ကင်းစင်မှုတွေရှိနေတော့မယ်ကျွန်တော်သူမကိုကြည့်ပြီးအကြောင်းဆောင်နားလိုက်တယ်ဒီကလေးမလေးကဖျားနာနေတယ်အရန်ဖျားနာနေတယ်ကျမသမီးကသွေးကင်ဆာပါမိခင်ဖြစ်တော့တူတူလေးပြောတယ်ဆရာဝန်ကလက်လျှော့လိုက်ကြပြီသူမရဲ့နောက်ဆုံးအချိန်ကိုအိမ်မှာပဲခုံဆုံးစေချင်တယ်ဒါပေမဲ့သူမရဲ့နောက်ဆုံးမတရားအတွက်လှပရဲ့တပုံလိုချင်ပါတယ်ကျွန်တော်ရင်ထဲမှာတခုနာကျင်သွားရတယ်ရပါတယ်ကျွန်တော်အကောင်းဆုံးရိုက်ပေးပါမယ်ကျွန်တော်စတူဒီယိုပြင်ဆင်နေအနောက်ခံကိုပြောင်းထားပြီးအလင်းရောင်နဲ့ပျော်ပြောင်းအောင်ချိန်ရည်တယ်မပြူတွေကိုကလထိုင်လေးမှတိုင်ခိုင်းတယ်သူမအရနာခံတယ်ကျွန်တော်ပြောသမျှကိုလုပ်တယ်ဒီမှာကြည့်လေသမီးနည်းနည်းလေးပြောခေါင်းကိုဒီဘက်နည်းနည်းလေးဆောင်းလိုက်သူမအားလုံးလုပ်ပေးတယ်ဒါပေမဲ့တခါတလေသူမမောပန်းသွားတဲ့အခါခဏနားရတယ်ကျွန်တော်ဓာတ်ပုံတွေကိုဆက်ရိုက်တယ်သူမရဲ့အပြုံးတွေသူမရဲ့မျက်လုံးတွေသူမရဲ့တင်းငယ်တဲ့လက်ချောင်းတွေအားလုံးမတန်းတင်ခဲ့တယ်။နိုင်ဝက်လောက်ကြာတော့မဖြူတွေမောလာတယ်။သူမရဲ့အမိဟာသူမကိုပွေချပြီးတော်ပြီသမီးအိမ်ပြန်ချဆိုလို့ပြောတယ်။ကျွန်တော်သူတို့တကားဝါတီလိုက်ပို့တယ်။မိခင်ဖြစ်သွားကျွန်တော်ကိုလဲကြည့်ပြီးကျေးဇူးတင်ပါတယ်ဆရာ။ဒီတပ်ပုံတွေကကျွန်မအတွက်အဖို့တန်ဆုံးအရာပါလို့ပြောတယ်။သူမရဲ့မျက်လုံးထဲမှာမျက်ရည်တွေဝဲနေတယ်။တပ်ပုံတွေဖြတ်နေကျွန်တော်ဖုန်းဆက်လိုက်ပါမယ်။သူမကကောင်းကျင်ပြီးထွက်သွားတယ်။သူမထွက်သွားတဲ့အခါကျွန်တော်တတိထားမိတဲ့အရာတစ်ခုရှိတယ်။သူမရဲ့ခြေတံတွေမကြားရအောင်
အဲ့ဒီညမှာကျွန်တော်ဓာတ်ပုံတွေကိုကွန်ပျူတာထဲရောက်ထည့်ပြီးတီးဖြတ်နေတယ်ဓာတ်ပုံတွေကရမ်းလာတယ်မဖြူတွေရဲ့အပြောင်းဟာယောဂတဲ့တရားရဲ့အပြောင်းမဟုတ်ဘူးကောင်းကင်တမန်တစ်ပါးရဲ့အပြောင်းလိုပဲဒါပေမဲ့ကျွန်တော်ဓာတ်ပုံတွေကိုချဲကြည့်လိုက်တဲ့အခါဒူးဆန်းတဲ့အရာကိုတတိထားမိလိုက်တယ်မဖြူတွေရဲ့မျက်လုံးထဲမှာအယောင်ပြန်ဟပ်နေတဲ့အရေးတကူရှိနေတယ်ကျွန်တော်ဒီအရာမျိုးကိုဓာတ်ပုံဆရာတယောက်အနေနဲ့အမြဲတွေ့နေကြပါဓာတ်ပုံရိုက်တဲ့အခါလူတယောက်ရဲ့မျက်လုံးထဲမှာသူ့ရှိရာလူတွေပစ္စည်းတွေရောင်ပြန်ဟပ်နေတတ်တယ်ဒါပေမဲ့ဒီတစ်ခါဒူးဆန်းနေမျက်လုံးထဲကရောင်ပြန်ဟပ်မှုဟာကျွန်တော်ရဲ့စတူဒီယိုမဟုတ်ဘူးကျွန်တော်ပုံကိုချဲကြည့်လိုက်တယ်ပြီးတော့ရောင်ပြန်ဟပ်မှုကိုပြန်ကြည့်လိုက်တယ်ကျွန်တော်သွေးတွေအေးခဲ့သွားတယ်မျက်လုံးထဲကရောင်ပြန်ဟပ်မှုဟာလူတယောက်ကိုမြင်ရတယ်အဲ့ဒီလူဟာမဖြူတွေရဲ့ရှေ့မှာရက်နေပြီးသူမရဲ့လေပင်ကိုလက်နှစ်ဖက်နဲ့ညှစ်ထားတယ်အဲ့ဒီလူရဲ့မျက်နှာကိုမမြင်ရဘူးဒါပေမဲ့လက်တွေကိုတင်းရှားရှားမြင်နေရတယ်လက်ချောင်းတွေကရှည်လျားပြီးလက်သေးတွေကအနီရောင်နေဆိုးထားတယ်ကျွန်တော်ထိတ်လန့်ပြီးကရထိုင်ပေါ်နေထားရလိုက်တယ်မဖြစ်နိုင်ဘူးဒီဓာတ်ပုံတွေမှာမဖြူတွေရဲ့နောက်ကဘယ်သူမှမရှိခဲ့ဘူးကျွန်တော်ကိုယ်တိုင်စတူဒီယိုစစ်ဆေးခဲ့တယ်သူမရဲ့ရှေ့မှာဘာမှမရှိဘူးကျွန်တော်နဲ့သူ့အမေပဲရှိတယ်ဒါဆိုဒီရောင်ပြန်မှုကဘယ်လာလဲကျွန်တော်တခြားပုံတွေကိုစစ်ကြည့်တယ်ဓာတ်ပုံတိုင်းရဲ့မျက်လုံးထဲမှာအဲ့ဒီလက်တွေကိုမြင်နေရတယ်တချို့ဓာတ်ပုံတွေမှာလက်တွေကပိုတင်းကျပ်လာတယ်တချို့ဓာတ်ပုံတွေမှာလက်သေးတွေကမဖြူတွေရဲ့လေပင်ကိုစူးဝင်နေတယ်ကျွန်တော်နောက်ဆုံးရိုက်ထားတဲ့ဓာတ်ပုံကိုကြည့်လိုက်တယ်အဲ့ဒီဓာတ်ပုံမှာမဖြူတွေရဲ့မျက်နှာပိုပြီးဖြူရောလာတယ်သူမရဲ့အပြောင်းအားနေလာတယ်ဒါပေမဲ့သူမရဲ့မျက်လုံးထဲမှာအယောင်ပြန်ဟပ်မှုဟာအဲ့ဒီလက်ကတော့သူမရဲ့လေပင်ကိုအပြေအဝညှစ်ထားတယ်ကျွန်တော်ရင်းနေထိန်ထိန်ခုန်လာတယ်ဒါကဘာလို့ဆိုလိုတာလဲဘသူကမဖြူတွေရဲ့လေပင်ကိုညှစ်နေရလဲဒါမှမဟုတ်ဘယ်ဟာသူမရဲ့လေပင်ကိုညှစ်နေရလဲကျွန်တော်အဲ့ဒီလက်ကိုထပ်ကြည့်တယ်အနီရောင်လက်သေးတွေကျွန်တော်ဒီလက်သေးတွေကိုမြင်မှုတယ်အဲ့ဒါမဖြူတွေရဲ့အမေလက်သေးတွေကျွန်တော်သတိရသွားတယ်သူမကျွန်တော်ကျေးဇူးတင်စကားပြောတဲ့အခါသူမရဲ့လက်တွေကိုမြင်ခဲ့တယ်လက်သေးတွေကအနီရောင်ဆိုးထားပြီးရှည်လျားတယ်ဒါဆိုသူမရဲ့ကိုယ်ပိုင်သမီးကိုလေပင်ညစ်နေရတာကျွန်တော်ချက်ချင်းပဲရဲကိုပုံဆက်ဖို့ကြိုးစားတယ်ဒါပေမဲ့ဖုန်းကလုံးမလို့လိုင်းမရှိဘူးကျွန်တော်အင်တာနက်ကနေဆက်သွယ်ဖို့ကြိုးစားတယ်အင်တာနက်လေးပြတ်နေတယ်ကျွန်တော်အပြင်ကိုတပြေးဖို့တကားစီကိုသွားတယ်တကားတော့ခတ်ထားသလိုမမြင်ရအောင်ကျွန်တော်တကားကိုဆွဲလှုပ်ကြည့်ပေးမယ်လှုပ်မရအောင်အပြင်ကနေစုံတယောက်ကတော့ခတ်ထားသလိုပဲဘယ်သူလဲတကားဖွင့်ကျွန်တော်အဟိပေးမယ်ဘယ်သူမှပြန်မထူဘူးအဲ့ဒီအချိန်မှာကျွန်တော်ရဲ့ကွန်ပျူတာဖန်သားပြင်မှာရုပ်တရက်လင်းလက်လာတယ်ကျွန်တော်ပြန်သွားကြည့်တော့ဖန်သားပြင်မှာတပုံပေါ်လာတယ်မဖြူတွေရဲ့ပုံမဟုတ်ဘူးကျွန်တော်ရဲ့ပုံကျွန်တော်ဘယ်တော့ဒီပုံရိုက်ခဲ့တာလဲကျွန်တော်မမမီဘူးဒါပေမဲ့ပုံထဲမှာကြောင်းလန့်တကြားဖြူချင်နေရယ်ကျွန်တော်ဒီပုံကိုချဲကြည့်လိုက်တယ်ကျွန်တော်မျက်လုံးထဲကရောင်ပြမှုကိုကြည့်လိုက်တယ်အဲ့မှာကျွန်တော်ရှေ့မှာမျိုးသမီးတယောက်ရက်နေရယ်သူ့ရဲ့လက်တွေကကျွန်တော်ကိုလေပင်ညစ်ထားတယ်သူမရဲ့မျက်နှာမဖြူတွေရဲ့အမေကျွန်တော်ရုတ်တရက်နောက်ကိုလှည့်ကြည့်လိုက်တယ်ဘာမှမရှိဘူးဒါပေမဲ့ကျွန်တော်ရဲ့လေပင်မှာအေးဆက်တဲ့အထီးတွေးမှုကိုခံစားလိုက်ရတယ်သူစုံတယောက်ရဲ့လက်ချောင်းတွေကကျွန်တော်ရဲ့လေပင်ကိုဖြင်းညစ်စွာညှစ်လာတယ်ကျွန်တော်အသက်ရှူမောရတယ်လို့ခံစားရတယ်ကျွန်တော်ရှေ့မှာဘာမှမရှိပေမဲ့ကျွန်တော်လေပင်ကိုတကူညှစ်ထားတယ်ကျွန်တော်လက်နှစ်ဖက်နဲ့ကာကွယ်ဖို့ကြိုးစားပေမဲ့ဘာမှထိမှန်တာမရှိဘူးဒါပေမဲ့ညပူပြင်းတန်လာတယ်ကျွန်တော်ရဲ့မျက်စိမှာအားလုံးမောဝါလာတယ်ကျွန်တော်ဒူးထောက်ကျသွားတယ်ကျွန်တော်ရဲ့ကင်မရာဇဝဲပေါ်မှာရှိနေတယ်ကျွန်တော်နောက်ဆုံးအားနဲ့ကင်မရာကိုကန်ပြီးကိုယ့်ကိုဓာတ်ပုံရိုက်လိုက်တယ်ကလစ်အဲ့ဒီတန်ကျွန်တော်နောက်ဆုံးကြားလိုက်ရတဲ့အတန်ပါတစ်ပတ်အကြာကျွန်တော်ရဲ့အလောင်းကိုစတူဒီယိုထဲမှာတွေ့ရှိခဲ့ကြတယ်ရဲတွေကကျွန်တော်တည်ဆုံမှုကိုနှလုံးရက်ချင်းလို့သတ်မှတ်ခဲ့ကြပေမဲ့ကျွန်တော်ရဲ့လေပင်မှာလက်ပွေရာတွေရှိနေခဲ့တယ်ဒါပေမဲ့အဲ့ဒီလက်ပွေရာတွေကဘယ်သူရဲ့လက်ပွေရာတွေမှရှာမတွေ့ခဲ့ဘူးကျွန်တော်ရဲ့လက်ထဲမှာကင်မရာကိုတင်းတင်းဆုပ်ကင်ထားပြီးနောက်ဆုံးရိုက်ခဲ့တဲ့ဓာတ်ပုံတွေမှာကျွန်တော်ရဲ့မျက်လုံးတွေကြောက်လန့်တကြားဖြူချင်နေခဲ့တယ်အဲ့ဒီဓာတ်ပုံရဲတွေကတက်တဲ့ရဖြစ်ယူထားပေမဲ့ဘယ်သူမှတတိမထားမိတဲ့အရာတစ်ခုရှိတယ်ကျွန်တော်မျက်လုံးထဲမှာအယောင်ပြန်ဟပ်နေမှုဟာကျွန်တော်နောက်ကမျိုးသမီးတယောက်ရက်နေတယ်သူမရဲ့လက်တွေကကျွန်တော်ရဲ့လက်ပြီးညှစ်ထားတယ်သူမရဲ့မျက်နှာကမဖြူတွေရဲ့အမေရဲတွေကမဖြူတွေနဲ့သူ့အမေကိုရှာဖွေဖို့ကြိုးစားခဲ့ပေမဲ့ဘယ်သူမှရှာမတွေ့ခဲ့ဘူးသူတို့ဒီစတူဒီယိုရောက်လာခဲ့တယ်ဆိုတဲ့အထောက်အထားဘာမှမရှိခဲ့ဘူး CCTV ကင်မရာတွေမှာလည်းသူတို့ကိုမတွေ့ခဲ့ဘူးကျွန်တော်ရဲ့စတူဒီယိုပိတ်သိမ်းလိုက်တယ်ဒါပေမဲ့တခါတလေညဘက်တွေမှာအဲ့ဒီကန်တွေကနေကလင်းငယ်တယောက်ရဲ့ရဲတန်းကိုကြားရတယ်လို့နီးနာလူတွေပြောကြတယ်ပြီးတော့နေရံတွေပေါ်မှာတင်းငယ်လက်ပွေရာတွေပေါ်ထက်လာတယ်လို့လည်းဆိုကြတယ်ကလင်းငယ်တယောက်ရဲ့လက်ပွေရာတွေပါအဲ့ဒီလက်ပွေရာတွေကဘယ်သူလဲဆိုတာကျွန်တော်သိပါတယ်မဖြူဖြူတွေပါသူဒီစတူဒီယိုထဲမှာခြံခဲ့တယ်
သူမရဲ့နောက်ဆုံးဓာတ်ပုံနေနဲ့အတူပေါ့အခုလိုမျိုးအဆုံးထိလိုက်ပါကြည့်ရှုနားထောင်ပေးတဲ့တယောက်တယောက်ချင်းစီတိုင်းအောင်အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ